အားလုံးစာရီရောပါကျွန်တော် freedom ဖိတ်ပါတယ်ဒီနေ့ဟာကျွန်တော်မျှဝေလို့ဖို့ဒီစတော့တော့ကောက်တာမိုးပါကြကြီးမြန်မာနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံမီဇီရမ်ဒီကနဲ့နှင်းဆက်တွေဒီကတိပိတ်တွေအာဟာရတာချော့ပင်တွေချော့ပင်တွေဟောကဒီစေပွေးကပိမိနေတောင်းတော့ကြီးစေပွေးတော့ပညာရေးအခွင့်အရေးစုစုတွေတောင်းတော့ကြီးတွေမီဇီရမ် ICS ရဲ့တက်ကလို့ကတော့ဖုတ်ခွင့်ရှိပြီးပြဖို့ပြပါတယ်တက်ကလို့လည်းပဲလို့မီဒီယာတို့များများလေးအဆောင်ထားရဆိုအားလုံးမိဖပြည်သူတွေအားလုံးဒီပြရလို့ထောင်းပါတယ်ဒီမီဒီယာပိုင်းနဲ့ပဲလို့ဒီ ACF ရဲ့တက်ကလို့ကအတေပူချက်ဥပမာဒီကျောင်းတာဝန်ရှိပုဂ္ဂိုလ်ဗီဒီယိုမမောအဂိဆိုရရနေပြည်ရလူတွေအတေပူချက်ဆိုတော့ဘယ်လိုမပြရပါတော့ဟုတ်ပါတယ်ဟုတ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လေးတော့သူတို့ဒီကိုမိမဆက်ပေးတော့ပါရအကြောင်းကဒုတိယတာဝန်ရှိဒီကိစ္စနဲ့ပတ်သက်လို့ဒီပညာရေးအခွင့်အရေးစုစုမရလို့ထားတယ်ကျွန်တော်ရခိုင်မျိုးရှိကြီးဒီအားဝါသာပြင်ပြီးတော့ဒီလိုကြည့်ခဲ့ပါဦးတို့တို့လည်းဇာကားတွေလို့ဇာပဲရှိစေပြီးတရားဖို့လို့ဆိုတော့မသိရပိတ်နေတယ်ICS ရဲ့ကျတော့ကဆရာဒီညာဒီဆက်တယ်လို့ရရပါသူဒီဖုန်းနဲ့ပဲဒီရာဆက်ပြီးမိမလို့ရပါရဲ့နောက်တစ်ခုက ICS ရဲ့ website ကလေးဆက်တယ်လို့ရတယ်သူ Facebook account ကလည်းဆက်တယ်ပြီးမိမလို့ရပါတယ်ဒီလိုမိမထားဆိုတာသူကကိုဒီဘမနိုင်ငံနဲ့ပတ်သက်ပြီး ICS ရဲ့တက်ကတူကစာဝဟိပုဂ္ဂိုလ်ဒီဖေတော့ပြီးတဲ့အကောင့်ရလည်းပတ်သက်လို့အောက်တင်ပြပြပါလို့သူကပြောပါတယ်မြန်မာနိုင်ငံစိတ်ပွေးကြောထိမှာပညာရေးခွန်အားကြီးဆုံးဖြတ်နေရတဲ့လူရှိတဲ့အတွက်အထူးအခွင့်အရေးရှိလို့သူကပြောပါတယ်ကျွန်တော်ပထမဆုံးဆရာတယောက်ကိုမိမဲ့ဟာရဆာကတာဝန်ရှိပုဂ္ဂိုလ်ဒီဖေကောမောအတေပိတ်ပါလေကျွန်တော်လည်းဒီကောကလည်းမတဲဆဲဆိုပြီးကျွန်တော်ကိုနောက်ထပ်ဆဲကိုတာဝန်ရှိပုဂ္ဂိုလ်ဆရာတယောက်ဖုန်းလည်းကိုပြီးပါလေကျွန်တော်ရောမကလည်းဆဲဆိုလေးတွေကဒုတိယဆရာတယောက်ကပြောပါပါတယ်ဒုတိယအကြီးဆုံးပုဂ္ဂိုလ်လို့သူကပြောပါတယ်သူကအထူးအခွင့်အရေးပြီးလို့ဘုန်းကြီးရဲ့ဒီလိုများစိတ်ပါဝင်တော့ပြီးကြီးခဏစာတဲချော်တဲ့ကြီးဆိုရင်သူတက်ကလို့လာလေပြီးကြီးလေးလာဆုံးတဲ့ဖို့လေဖိတ်ခေါ်ထားပါတယ်